Hello အားလုံးမင်္ဂလာပါတယ်လီဗီနဲ့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုဆိုလို့ရှိရင်တန်ဖိုးဖြတ်မရတဲ့စိန်သုံးတုံးပုံစံထိဖြစ်လာတဲ့ကျွန်တော် Harvey Elliott ရဲ့ခြေစွမ်းပေါ့နော်ကျွန်တော် Harvey Elliott ကကျွန်တော်အခုဆိုလို့ရှိရင်ဒီနေ့ညတနားခွဲမှာဆိုတော့ညတနားခွဲမှာဆိုလို့ရှိရင်လေအင်္ဂလန် U21 နဲ့ဂျာမနီ U21 ရဲ့ဗိုလ်လူပွဲကိုရှင်ပြန်ကစားသွားဖို့ရှိတယ်ပေါ့နော်အဲ့တော့Harvey Elliott ကပထမပွဲမှာဆိုလို့ရှိရင်လည်းအကောင်းဆုံးနေသာလန်ပွဲမှာအကောင်းဆုံးခြေစွမ်းပြပြီးတော့သွင်းကုန်နှစ်ကိုလည်းရယူခဲ့တဲ့အပြင် Man of the Match ပါရရှိခဲ့တယ်အခုဆိုလို့ရှိရင်တန်ကြီးကတဖြည်းဖြည်းနဲ့မြင့်တက်လာတဲ့ကစားသမားတစ်ယောက်ဆိုလည်းကျွန်တော်မမှားဘူးပေါ့နော်ပြီးတော့ဒီကစားသမားကအခုလီဗာပူးမှာပွဲထွက်ခွင့်ထိုက်တန်နေဆိုတော့ကိုတဖြည်းဖြည်းနဲ့သူကိုယ်တိုင်ပြသနေတဲ့ကစားသမားတစ်ယောက်လို့ကျွန်တော်မြင်နေပေါ့နော်အခုဆိုလို့ရှိရင်ဒီကစားသမားကိုခေါ်ခြင်းတဲ့ကလပ်တွေကအခုအင်္ဂလန်လိမှာမဟုတ်တော့ဘူးကျွန်တော်တို့အခုဒီအီတလီလိကအသင်းနေရာစဂျာမနီလိကအသင်းနေရာစအများကြီးတဖြည်းဖြည်းနဲ့တိုးလာတယ်စိတ်ဝင်စားမှုတွေပြသလာတယ်ပြီးထဲဝင်ကနနာတော့မရှိသေးဘူးเนาะဒါပေမဲ့ထဲဝင်ကနနာမရှိဘူးဆိုတာကစားသမားအခုဆိုလို့ရှိရင်ဒီဘိုလူပွဲအင်္ဂလန်နဲ့ပွဲတွေကန်နေရဖြစ်တဲ့အတွက်အခြားတွေအာရုံမစိုက်သေးဘူးအဲ့တော့ဒီကစားသမားကအခုလောဆယ်မှာအိုက်ကိစ္စရဆွေးနွေးမှုမရှိသေးဘူးပေါ့နော်နောက်ပိုင်းဒီပွဲတွေပြီးလာပြီဆိုလို့ရှိရင်တော့ဟဲတဲ့ဝင်ဆွေးနွေးမှုတွေဖြစ်လာနိုင်တယ်ဆိုပြီးတော့ဒီနေ့မှာဖော်ပြထားတယ်ပေါ့နော်လီဗာပူးကလည်းဒီကစားသမားကိုအယောင်းစေးတင်ထားတာတော့မဟုတ်ဘူးလီဗာပူးကဘယ်လိုပြောရမလဲဆိုတော့ကမ်းလှမ်းမှုတွေရှိလာတယ်ကစားသမားကိုပဲသူကအဖြေပြီးမှာပေါ့နော်ကစားသမားဘက်ကတကယ်လို့ဒီပြောင်းရွှေ့မှာနေရာရကျင်လို့ပြောင်းရွှေ့ခြင်းနေဆိုရဲဒီဘက်ကရောင်းထုတ်ပေးသွားမယ်ဘယ်လိုကစားသမားကဘွဲတက်ခွင့်နေရာတိုက်ပွဲဝင်ခြင်းနေတိုက်ပွဲဝင်ခြင်းနေဆိုပြီးတော့လီဗာပူးတင်မှာဆက်နေမယ်ဆိုလဲလီဗာပူးဘက်ကရောင်းချသွားဖို့စီစဉ်မရှိဘူးဆိုပြီးတော့ကျွန်တော်သိထားရပါတော့အဲ့တော့ကျွန်တော်အနေနဲ့ဆိုရင်တော့မရောင်းချတင်ဘူးပေါ့နော်အဲ့တော့ဒီကစားသမားလေးကိုအခုစိတ်ဝင်စားနေတဲ့ကလပ်တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီPremier League တွေမှာဆိုလို့ရှိရင် Newcastle လို့အသင်းမျိုးတွေပါလာပြီဗျာ Newcastle ပါမယ်ကျွန်တော် Brighton ပါမယ် Palace ပါမယ် Fulham ပါမယ် West Ham ပါမယ်အကုန်လုံးကစိတ်ဝင်စားနေတယ်စောင့်ကြည့်နေတယ်ဒါပေမဲ့ထဲဝင်ကနမှုတော့မရှိသေးဘူးအဲ့ဒီအပြင်ရောကျွန်တော်အင်္ဂလန်ရဲ့အပြင်ပတွေဖြစ်တဲ့ကျွန်တော်တို့ Leipzig တို့ကျွန်တော် Fiorentina တို့ဆိုလို့ရှိရင်လည်းစိတ်ဝင်စားနေတယ်အဲ့တော့ Leipzig တို့ဘာလို့ဆိုလဲဒါသူနဲ့ပို့ပြီးအံဝင်မယ်လို့ကျွန်တော်ထင်တယ်ဘွဲတော့များများရမယ်ဆိုတော့ဒီစသမားကနောက်တစ်နှစ်ဆိုလို့ရှိရင်အနည်းဆုံးတန်း80တန်း80နီးပါးတန်လာနေတဲ့ကစားသမားတယောက်လို့ကျွန်တော်မြင်တယ်ပေါ့နော်အခုဆိုလို့ရှိရင်လီဗာပူးကတန်း40တက်တန်း40အောက်နဲ့ဆိုလို့ကျွန်တော်ဘာစကားမပြောဘူးတန်း40အထက်မှာပဲဆွေးနွေးမှုတွေရှိမယ်ဆိုပြီးတော့ကျွန်တော်သိထားပါတော့အဲ့တော့တဖြည်းဖြည်းနဲ့အခုဆိုလို့ရှိရင်ဒီကစားသမားကဒီပွဲဒီမှာကိုအင်္ဂလန်ပွဲဒီမှာကိုခြေစွမ်းပြနေဖြစ်တဲ့အတွက်အခုဆိုတန်း40မဟုတ်တော့ဘူးထပ်ပြီးတော့တန်ကြီးရတဖြည်းဖြည်းမြင့်တက်လာဖို့ပဲရှိလို့ရပေါ့နော်အဲ့တော့အဓိကဒီကစားသမားလေးက injury တစ်ခုလောက်ပဲနည်းနည်းစိုးရိမ်စရာရှိတယ်ပေါ့တခြားဟာတော့လီဗာပူးရဲ့squad အတွက်လုံးဝတင့်တော်တဲ့ကစားသမားတစ်ယောက်အရန်မှာဆိုလို့ရှိရင်လည်းတကယ်ရှိတိုက်တဲ့ပလီယာမျိုးလိုပဲကျွန်တော်မြင်တယ်ပေါ့နော်တခုခုမပြောကောင်းဆိုကောင်းဗျာကျွန်တော်တို့ဒီကာတီဂျုံတို့တခြားကစားသမားဆိုပိုစလိုင်းတို့မြန်ဒဏ်ရာပြင်းထန်မြန်ရခဲ့သည်ရှိတော်ဆိုပြီးတော့ဒီလိုကစားသမားမျိုးတွေကလိုအပ်တယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုမြင်ကြလဲပေါ့နော်ကျွန်တော်ကိုမဝင်အောင်ဆွေးနွေးပြီးလို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုသဘောကျရဆိုလို့ရှိရင် like and follow လုပ်ပေးဖို့လည်းကျွန်တော်မြတ်တမ်းရက်ခံချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်